လူဆိုတာနှွေးတဲ့လူတွေမြန်နေဝေးမင်းမရှိရင်ငါမဖြစ်ဘူးကွလူဆိုတာနှွေးတဲ့လူတွေအနှွေးတဲ့ဟာတောင်အရက်ကစပြီးအမြဲလာတယ်မြန်နေဝေးတို့ပင်လေတွေစီတွားကြစို့အနှွေးတဲ့ဟာတောင်အရက်ကစပြီးအမြဲတမ်းလာတယ်ဂုံသိက္ခာနဲ့ဘဝကိုရော်ကြီးအဖြစ်ပိဆက်ခါကော်ပီတချင်းတွေနဲ့ဝမ်းစာရှာပြီးကြပြားစရာအဖြစ်သေးလို့တဲ့ငါမိတ်ဆွေလဲအနှွေးတဲ့လူအပ်ခင်မယ်ကျယ်တွေနဲ့တူတိုင်မီမတက်မှောင်မှောင်မဲမဲကန်တရားလမ်းမကြီးပေါ်မှာမအေးကြည်လေးလဲအနှွေးတဲ့လူအပ်နေပြီပေါ့လူတိုင်းဟာပွင့်လင်းရာသီကိုစောင့်မျှော်ရင်းနှွေးထွေးမှုကိုငန့်လင်ရင်းအချင်းချင်းတီးတူးပြောဆိုနေကြရဲ့ဒါပေမဲ့မြန်နှင်းဝေးတချင်းတစ်ပုတ်ကိုတီးဆိုဖို့တော့ဘယ်သူမှသတိမရကြဘူးပေါ့ဥပမာငါတို့ရဲ့အာဇာနည်တွေနဲ့သူတို့ဇရေခဲ့ရတဲ့ဘဝများအကြောင်းပေါ့ဟောဒီဆောင်းဟာလေလူတယောက်အတွက်မောင်းချဓာတ်တစ်ချောင်းကိုတွားပြီးသတိရစေနိုင်ရဲ့သူမျှော်လင့်ခဲ့တဲ့မိန်းမတယောက်ရဲ့အချစ်အတွက်သူပေးဆက်နိုင်တဲ့အကောင်းဆုံးအရာဟာဒါပါပဲလားလို့တွေးမိသူတယောက်အဖို့ပေါ့ဘဝကိုတချင်းလှုပ်ပြီးဆိုခြင်းနဲ့လူတယောက်ရဲ့အဖို့မှာလဲဒီလိုလွန်ကဲတဲ့ဆောင်းညတွေရဲ့အိတ်ခဲမှုတွေမှာအနှွေးတဲ့ဟာလိုမှာပေါ့ဆိုလမွန်ဘုရင်ကြီးလဲအနှွေးတဲ့လိုအပ်ခဲ့မယ်ဆိုကရေတီလဲအနှွေးတဲ့လိုအပ်ခဲ့မယ်ပါစတာညက်လဲအနှွေးတဲ့လိုအပ်ခဲ့မယ်တခါတော့ကချမ်းပြီးတော့တုံရှာလုံးလို့အောက်ကုတ်လာတွေစီထွက်ပြေးသွားတဲ့လူတယောက်ရဲ့ပုံမြင်လိုပေါ့ကွယ်ဟေ့ကလေးလေးတွေရေမင်းတို့အဖို့မှာလဲအနှွေးတဲ့ဟာလူမှာပဲပေါ့ကွယ်မြန်နေဝေးအနာဂတ်ဆိုတာမရေရတဲ့ကံကြမ္မာတစ်ခုမှုပျော်ရွှင်မှုအသစ်တွေရှိကောင်းရှိနေမယ်တောကဗျာပါဒနဲ့ဒုက္ခတရားတွေရှိကောင်းရှိနေမယ်ဘာပဲဖြစ်ဖြစ်တဘာဝတရားကိုထာဝရဘုရားလိုငါယုံကြည်ခဲ့ပေါ့ရိုးရိုးရှင်းရှင်းအသက်နေထိုင်ခြင်းအပေါ်မှာမျက်နှာတွေ့တာတက်တဲ့ငါရဲ့ဟောဒီအင်္ဂလိပ်ထဲမှာအနှွေးတဲ့ဟာလိုအပ်ခဲ့တာပေါ့ချမ်းလိုက်တာတုံးလို့ကွယ်မင်းရောက်လာတဲ့ငါအဖို့မှာဝမ်းလဲဝမ်းသာပီတီလဲဖြစ်ကျေးဇူးလဲတင်ဂုံလဲဂုံယူအားတက်ပြီးတော့ငိုကြွေးမိရဲ့မြန်နှင်းဝေးမင်းမရှိရင်မဖြစ်တော့ဘူးကွလူဆိုတာအနှွေးတဲ့လူတွေစောင့်ကြိုနေမဲ့အနာဂတ်ရဲ့နေ့တစ်နေ့မှာဒုံနှလုံးသားကိုတုံခါစေတဲ့ဒုမျောလင်းခြင်းတွေရဲ့အစွန်းစွန်ဖြစ်တဲ့ဒုဘဝရဲ့အလင်းရောင်ဖြစ်တဲ့ဒုအိမ်မက်တွေတဲ့အမြဲဝင်ရောက်ပုံခုန်နေတဲ့ဒုအသွေးသားတွေနဲ့တိဆောက်ထားတဲ့ဒုရဲ့ရင်သွေးသမီးကလေးဆိုပါတော့ကွယ်ဒါပေမဲ့မြန်နှင်းဝေးငါကြည်ကွယ်ရပေါ့အေးတဲ့ကြောင့်ဒုနှစ်ယောက်ချမ်းပြီးတုံဖြားဒစိမ့်စိမ့်နာကျင်ကြိုက်ခဲသွေးကြောတဲ့အစိတ်တက်ခဲ့ရပြီဟိုးမြောက်ဘက်တောင်ကုန်းနေစီကရက်ဆက်လာတဲ့အေးဓာတ်တွေကြောင့်ဒုမျောလင်းချက်တွေပျက်စီးရပြီဒုနှလုံးသားတွေကွဲကြည့်ရပြီတို့ရဲ့အလင်းအောင်တွေအမှောင်ဖုံးရပြီတို့အသွေးသားတွေအဖျားတက်ရပြီချမ်းလဲချမ်းရက်လဲရက်ဆက်ကျင်နာခြင်းလဲကင်းပြီးကောက်ကျစ်ဆင်းလဲတဲ့ဟောဒီအေးခဲမှုတွေဟာမြောက်ဖက်တောင်ကုန်းတွေစီကနေပြီးတည်၍တိုးဝေးလာခဲ့ပေါ့အာနာရဲ့ဘိုးချဟာမြေတဲ့ပင်လယ်တဝိုက်ကနေပြီးဥရောပတိုက်စီတည်၍တိုးဝေးလာသလိုမျိုးပေါ့အသက်ရွယ်လဲကြီးပြီးအတွေ့အကြုံလဲများပြီးဝေဖန်ပိုင်းခြားတတ်တဲ့ရှေ့မီနောက်မီအဖိုးကြီးတယောက်ကတော့သူနဲ့တွေ့တဲ့လူတိုင်းကိုဟောသလိုရှင်းရှင်းပြနေတဲ့ကြားရတဲ့ရဲ့ခိုက်တုံချမ်းတဲ့ဒီလိုစောင်းညတွေဟာလူတွေရဲ့ကိုကျင်တရားကိုလာပြီးဖြည့်ဆည်းတတ်ကြတဲ့ဝကျင်းတွေကကြက်ဖတွေလိုလူတွေကိုအညောင်းမိစေပြီးတော့ပျော်ရွှင်မှုတွေစိတ်သုံးသွားအောင်လဲတုံ့နှောင်ထားတတ်ကြတဲ့ဘာတန္တရမတူတဲ့နိုင်ငံရခြားကကြပြားကဝေကြီးတဆူကတော့ဖျားရှိခိုးကြောင်းကခေါင်းလောင်ကြီးတွေရဲ့အတန်သာကိုတော့နာကျင်အောင်ကြိုက်ခဲတတ်ကြပါတဲ့လေမြန်နှင်းဝေးမင်းနဲ့ငါပင်လယ်တွေကိုဖြက်ကဘာပက်ပြီးအနှွေးတဲ့ရှာမယ်ငါချမ်းလွန်းလို့တုံခါနေပေါ့ကွယ်တစငါဘဝတစ်ခုလုံးဟာကြေကွဲခြင်းလဲကြေကွဲရပါစေဒုဘဝရဲ့အလင်းရောင်ဖြစ်တဲ့ဒုမျောလင်းချက်တွေရဲ့အဆုံးစွန်ဖြစ်တဲ့မင်းရင်တွေကသမီးလေးတို့ရဲ့ရင်သွေးတ
သမီးလေးဟာမြတ်နေဝရေအခုတော့ငါကြည်ကွေးရပြီကြည်ကွေးရပါပြီမင်းရင်တွေကတရေသားချမ်းလွန်းလို့တုံပြီးဖျားနေပေါ့လူဆိုတာအနှွေးတဲ့လူတွေဆရာပိုင်စိုးရိတ်ခဲ့ပါဖြစ်ပါတယ်